ကျွန်တော်တို့ဒီနေ့မှာတော့19ထိုင်တဲ့ပွဲကိုတော့ကျွန်တော်တို့နိုင်အောင်ကန်နိုင်ပါပြီ။ West Ham ကိုကျွန်တော်တို့2-0ဆိုရရလက်နိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့မှန်းထားတာကတော့3-0ဆိုရရလက်နဲ့ကျွန်တော်တို့အနိုင်ခံမှန်းထားတယ်။ဒီနေ့ပွဲမှာအကောင်းဆုံးဆူရတဲ့သူကတော့ Declan Rice ပေါ့နော်။တကယ်လည်းကောင်းပါတယ်။သူ့အသင်းတော့သူက respect လည်းအပြည့်ရှိတယ်။သူ့အသင်းတော့ကိုသွင်းပြီးသူကအောက်ဘက်ခံလေးတော့မရှိဘူး။သူ့အသင်းကသူ respect ပေးထားတယ်။ပျော်ရွှင်တဲ့ပုံလို့မမြင်ရဘူးဗျာ။ဒါကတော့ဘောလုံးသမားတယောက်အနေနဲ့ဆိုရင်ဒါလေးစားဖို့ကောင်းတဲ့လုပ်ရက်ပေါ့နော်တကယ်လေကွင်းထဲမှာချီစွမ်းပြခဲ့ပါသူပွဲစားတဲ့အခါမှာသူကန်ရတဲ့နေရာဒီ defensive midfielder ပေါ့နော်အဲ့ဒီနေမှာဟိုဒီကထွက်တဲ့နောက်ပိုင်းမှာဒီသူ့ပုံမှန်တိုင်း LCP နေရာကိုပြန်ပြောင်းမှဆော့တယ်ထုံးစံတိုင်းပဲခြေစွမ်းကတော့ကျစနေပဲဒါပေမဲ့ခတ်သွားတဲ့ OD ရက်ကတော့အခုချိန်မှာတော့ဘာဆက်ဖြစ်မလဲတော့ကျွန်တော်ကြီးတန်းရကြီးမှရလိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့လူစားလဲတာကမှန်ကန်ပါတကယ်သူနာဝါးကလေးကနေမှာစနာဝါးကလေးကနေကျွန်တော်တို့လဲလိုက်တင်လာစနာဝါးကလေးကလဲလိုက်တင်လာဒါပေမဲ့လဲလိုက်တော့လဲအဆင်ပြေပါတယ်သူအဆင်ပြေမယ်လို့တော့မျှော်လင့်တယ်ဘာလို့ဆိုကျွန်တော်တို့ကဒီဟိုပါပေါ့နော် OD cap ပုံမှာလည်းကျွန်တော်တို့အများကြီးပြီးခိုးထားရတာကောင်းရတာကဒီဂျားထဲမှာကျွန်တော် international break shake တာဆိုတော့ OD cap အတွက်နောက်ပွဲတွေအတွက်ကျွန်တော်နားချင်ပို့ရတာပေါ့နော်အဲ့ဒါတော့ကောင်းတဲ့တစ်ချက်ပေါ့ဒါမှအဆင်ပြေရမှာလေအဆင်ပြေသွားလိမ့်ပါမယ် OD cap ကတော့နောက်ပြီးOD cap နဲ့တူဒီနံပါတ်10နေရာမှာစော့နေတဲ့ FA ကလည်းကောင်းပါတယ်သူက OD cap နဲ့ဘာကွာလဲဆိုရင် OD cap ကကျတော့ဒီ creativity ဘိုင်းကိုပို့ပြီးမှတွားတဲ့ကစားသမားဗျာနံပါတ်10ဆိုရင်ပဲ creative ဘိုင်းကိုပို့ပြီးမှတွားတဲ့ကစားသမား FA ကလည်းနံပါတ်10မဟုတ်လားဆိုတော့နံပါတ်10ပဲဒါပေမဲ့ FA ကဒီ goal scoring ဘိုင်းတွားရတာတော့ goal သွင်းရတာသဘောကျရတယ် goal ကန်ရတာသူကအဲ့လိုပိုကောင်းတဲ့တဲပါတယ်နော်တန်ဘက်ကိုလည်းကိုပေါက်ချင်းချောင်းမနိုင်ဘူးဗျာ OD cap ထက်ဆိုင်သူကအဲ့လိုကိုပေါက်ကန်လာတယ်မှာပိုကောင်းတယ်ပေါ့ဒီနေ့ပထမကိုကလည်းသူကောင်းလာကြအောင်ကျွန်တော်ရခဲ့သူရဲ့ movement လေးတွေသူရဲ့ land ကန်တဲ့ဟာတွေပြန်ထွက်လာတဲ့ဘောလုံးကို Declan Rice ကပိတ်သွင်းလိုက်တာပေါ့နော်အတော်လေးကိုexit အနေနဲ့ကောင်းပါတယ်ဒီနေ့ပွဲမှာနောက်ပြီးတခုဒီပွဲထဲမှာပြောကြရှိတာတခုတည်းပေါ့နော်ကျွန်တော်တို့တိုက်စစ်မှုပေါ့နော် Arsenal striker ဖြစ်တဲ့ဒီ Peter Yokres ကိုမသွင်းနိုင်တာတော့ကျွန်တော်စိတ်တော့မကောင်းတိတ်တော့ဘောမကြောက်ဘာကြောင့်လဲဆိုတော့သူဖိအားဝင်နေတယ်ဒါကျွန်တော်တို့တိုက်စစ်မှုကလေဖိအားဝင်နေအဲ့တော့ကျွန်တော်မျှော်လင့်မိတာပေါ့နော်စာကာကနေမှသူရတဲ့ penalty ကိုYokres ကိုပေးကန်လိုက်မယ်လို့ပေးကန်ဖေးရှင်တာဗျကျွန်တော်အဲ့လိုမျိုးမျှော်လင့်ဘာကြောင့်လဲဆိုတော့ဒီကောင်ကကျွန်တော်တို့တိုက်စစ်မှုကဖိအားဝင်နေတယ်ဖိအားဝင်နေတဲ့အကြောင်းမလို့ကိုသူ့ဖိအားလျှော့ပေးတာပေါ့နော် penalty ပေးကန်လိုက်တာတော့ဂိုးဝင်သွားလို့သူဖိအားပေါ်သွားတယ်နောက်ဝဲမှာပုံပြီးမှကောင်းလိုက်တယ်အခုကတော့သူကတလူမျိုးကိုမသိနိုင်တဲ့ခါမှာတစ်ဖက်ကမီဒီယာတွေပါတွေကနေမှမျိုးကျွန်တော်တို့တိုက်စစ်မှုသူကပုံပြီးမှဗျာရေးသားပေါ်ပြပြီးကြောင်တော့မှခါကျတော့သူ့အတွက်ပုံပြီးမှ Yokres တက်ကိုဖိအားများနိုင်တယ်တကယ်ဆိုကျွန်တော်တို့ကဖိအားကိုရှော့ပေးတင်တာဖန်တီးမှုမလုပ်ပေးဘူးလားဆိုတော့ပွဲစားတွေပွဲပြီးပြီးတော့ဖန်တီးမှုတွေလုပ်ပေးပါဒါပေမဲ့ထိရောက်တဲ့ဖန်တီးမှုမျိုးကိုကျွန်တော်တို့မတွေ့ခဲ့ရဘူး Yokres အတွက်ထိရောက်တဲ့ဖန်တီးမှုကိုမတွေ့ခဲ့ရဘူးနောက်ပြီးတခုကောင်းတာက Yokres ကိုအာယုံဆိုင်နေလို့ကျွန်တော်တို့ရဲ့ပေတောင်မဲ့တိုက်စစ်မှုညာတောင်မဲ့တိုက်စစ်မှုတွေကပိုပြီးမှနေရာလွတ်တွေရတယ်ဗျာနောက်ပြီးတခုပေါ့နော်ကွာသွားတဲ့တစ်ချက်ကအခုလက်ရှိမှာအကောင်းဆုံးတိုက်စစ်မှုကလောဆယ်ပရီးမီးယားလိဂ်မှာဟာလန်ရှိတယ်ဟာလန်နဲ့ Yokres နဲ့ကနည်းနည်းကွာခြားတာတွေခုဒီနောက်ပိုင်းပွဲတွေမှာကျွန်တော်ကြည့်နေတတိထားမိတယ်။ဘာကြောင့်လဲဘာလဲဆိုတော့ movement ဗျာ Yokres နဲ့ Haaland နဲ့ကွာတာဘာမှတော့အဲ့မရှိကွာတာကဒီ Haaland ကကျတော့ဗျာ goal smell ကွာ goal အနိုင်ခံတတ်တယ်ဒီကောင်ကသူ့ကိုဘယ်လိုပဲဖိတ်ထားနေပါစေဒီကောင်ကသူ့ရဲ့ရွေးလျားပုံလေးဘောလုံးလက်ခံမဲ့နေရာတွေဒီမှာသူရောက်နေတတ်တာမျိုးတွေသူ့ရဲ့ရွေးလျားနေပုံနဲ့ဟာတော်တော်လေးကိုကျွန်တော်အခု Peter Yokres နဲ့ကျွန်တော်အတင်တိုက်စစ်မှုနေတော့နည်းနည်းကွာခြားမှုရှိရဗျာသူ့ရဲ့ရွှေလျားပုံပဲကျွန်တော်ဒီရုပ်ခက်ကိုကြိုက်တယ်ဒါပေမဲ့သူ့ရဲ့ရွှေလျားပုံနေတော့တိတ်မကြိုက်ဘူးဘောလုံးပေးဖို့လွယ်မဲ့နေရာတွေမှာဒီကောင်ကမရှိတတ်ဘူးဒီနေ့နောက်တန်းနေချားမှာပဲသူကအဲ့လိုမျိုးရောက်နေတတ်တယ်ဗျာဒါကလည်းအာတီတာရဲ့နီးစနစ်တစ်ခုလားဆိုတော့မပြောတတ်ဘူးအာတီတာကတိုက်စစ်မှုကိုရှားခံစင်းမှုတွေကိုတိုက်စစ်မှုကိုလူကတ်ထားရင်းနဲ့ပဲတောင်ပန်နေရာလို့တည်းကသူကပေါ်ဆောင်နေရများလားကျွန်တော်မပြောတတ်ဘူးနီးစနစ်
တစိမ့်တစ်ပိုင်းနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့movement တွေတိတ်မကြိုက်တိတ်ဘောမကြောက် finishing ဘာညာတော့ကောက်ပါတယ်ကောက်လိုက်တာဘာညာကောက်ပါတယ်ဒါပေမဲ့နည်းနည်းပေါ့နော်လိုအပ်ချက်တွေနည်းနည်းရောရှိတယ်ပရီးမီးယားလိနဲ့တိတ်မှအသားမကျသေးဘူးလို့လည်းကျွန်တော်ပြောလို့ရကိုတော့သွင်းသားရဲဆိုပေမဲ့အဲ့လိုတော့ပြောလို့ရတယ်ဗျကျွန်တော်သက်စင်နောက်ပွဲတွေမှာပုံမှန်ကောင်းလာမယ်လို့ထင်တယ်ပိုကောင်းလာဖို့ကဒီကောင်က PR ရော့သွားဖို့ပိုရေးကြီးတယ်တကယ်ဆိုဒီပွဲကကျွန်တော်စောစောကပြောခဲ့တယ်ပဲကျွန်တော်တို့Yogras ကို penalty ကန်ပေးရှင်တာနောက်ခါကျရင်အဲ့လို Yogras ကိုကျွန်တော်တို့ penalty ထိတ်က regular penalty ထိတ်ကပြီးပေးထားတဲ့လို့ထင်တယ်ကျွန်တော်ကတော့စာကာကန်တာတော့ဟုတ်ပါတယ်စာကာဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့အတင်းကတောင်ပန်တွေကိုပဲအမြဲတမ်းအားကိုးလို့မရဘူးကျွန်တော်တို့က striker ကိုလည်းအားကိုးရမယ်နော်ဒါပေမဲ့9ကိုလည်းကျွန်တော်ဝယ်ထားပြီးမလုပ်ပါနဲ့ဟုတ်လားအဲ့တော့နံပါတ်9 PR ရော့သွားအောင်လေကျွန်တော်တို့ကလုတ်ပေးမှပဲဖြစ်မယ်ဒါကတော့အခုပုံမှန်တော့ Odegaard ရှိရင်တော့ဗျာပုံမှန် creative ဆန်တဲ့ပုံမှန်ကိုသွင်းရလွယ်ကူတဲ့ဖန်တီးမှုလုံးတွေကျွန်တော်မြင်နိုင်ရပေမဲ့အခုဒီတိုင်းကျန်တဲ့တိုက်စစ်မှုကျန်တဲ့တောင်ပန်ကစားသမားတွေကွင်းရကစားသမားတွေဖန်တီးမှုပေးနိုင်တယ်ဆိုပေမဲ့ Odegaard လက်မျိုးလိုမျိုး creative ပိုင်းအမြင်ပဲပေးမရှိဘူးနောက်ပြီးသူတို့ဖြတ်တင်ဘောတွေပေးရဲဆိုပေမဲ့ဥပမာဒီနေ့ပွဲမှာဆိုရင်Trossard တို့ဘာလို့ဖြတ်တင်ဘောတွေပေးတယ်ဒါပေမဲ့ထိရမှုတိတ်မရှိဘူးဗျာထိရမှုကတိတ်မရှိဘူးဘာမှထိတိရောက်မရှိဘူးဖန်တီးမှုပေးတာတော့ပေးနေတာပဲထိတိရောက်မရှိဘူးအဲ့တစ်ချက်ပဲပေါ့နော်ကျွန်တော်တို့တိုက်စစ်မှုကကိုမရဘူးစာကာအနေနဲ့တော့ဒီနှစ်ပွဲကပြောစရာမလိုစာကာဖြစ်နေတော့မယ်ကောင်းတယ်ဒါပေမဲ့အမှန်တကယ်တော့ဒီဒုတိယပိုင်းလောက်မှာသူကိုရပြီးကျွန်တော်တို့နည်းနည်းအနိုင်တေချာနေလောက်ပြီးဆိုတော့ short set ကိုမဟုတ်ပဲကျွန်တော်စာကာကိုထုတ်လိုက်တယ်နားပြရပါဗျာကျွန်တော်တို့ကကစားသမားတွေကနားဒဏ်ရာရနေကြဖြစ်ဘူးလေပွဲတွေကကျွန်တော်လူချန်ကစားမရဘူးအဲကျွန်တော်တို့ကစားကောင်နားပေးလိုက်တယ်ဒါပေမဲ့လည်းတပွဲပြီးရပြီးတော့ဆော့ပါတယ်ဘာမှတော့မဖြစ်သွားဘူးကျန်တဲ့ကစားသမားတွေကတော့ဘာမှတိတ်မပြောကြမလို့နောက်တန်းမှာလည်းစာလီဘာကောင်းတယ်ဂါဘီယယ်ကျန်တဲ့ကစားသမားတွေတင်ပါအကုန်လုံးပုံမှန်ပဲတော်တော်လေးကောင်းတယ်နော်ဒီနေ့ပွဲမှာအခုကျွန်တော်ဒီပွဲနိုင်ရရှိလို့လက်ရှိဇယားထိတ်မှာပေါ့နော်ဇယားထိတ်မှာကျွန်တော်တို့လီဗာပူးနဲ့တမတ်အကွာမှာကျွန်တော်တို့နံပါတ်1နေရာမှာကျွန်တော်ကြောက်နေတယ်ကဲလို့များအခုလီဗာပူးနဲ့ချယ်ဆီပွဲမှာလီဗာပူးကချီချော်လို့မတော်ဘူးရှုံးသွားရဆိုရင်ကျွန်တော်တို့ကလောဆယ်အဆင့်တရောက်ဒါအရေးကြီးချက်ပဲကျွန်တော်တို့ဒီပွဲပြီးလီဗာပူးပွဲခဏချီလာလီဗာပူးရှုံးပါပြီဗျာ